ဒီလူကမိကိုပိတ်ပြီးစပွဲပေါ်မှာရုပ်တုကိုလျင်မြန်စွာဖယ်ရှားလိုက်သည်အံ့အားသင့်စရာကောင်းတာကသူမိပြန်ဖွင့်လိုက်တဲ့အခါရုပ်တုရဲ့အရိပ်ကစပွဲပေါ်မှာပေါ်လာတယ်ထိတ်လန့်သွားပြီးထိုလူသည်စကားမပြောနိုင်ပဲဖြစ်နေသည်ဒါဟာသူ့ရဲ့666ကြိမ်မြောက်စမ်းသပ်ချက်ဖြစ်ပြီးဒီတစ်ခါတော့နောက်ဆုံးတော့အောင်မြင်သွားပါပြီဒါပေမဲ့မကြခင်မှာပဲသူသတိထားမိတာကမိသည့်ရဲ့တောက်ပမှုကမတီမငြိမ်ဖြစ်နေပုံရတယ်နောက်တစ်စက္ကန့်အတွင်းမှာပဲမိသည့်ဟာချက်ချင်းပောက်ကွဲသွားတယ်ထိုလူသည်ဒေါသထွက်နေခဲ့သည်သူကမိသည့်ကိုအခန်းတစ်ဖက်မှာပြစ်ပေါက်လိုက်ပြီးနေရန်ပေါ်ကတပ်ပုံကိုလှမ်းကြည့်လိုက်တယ်သူကစင်စီလျှောက်သွားပြီးအပိုးဖီလာမင့်တစ်ခုကိုထုတ်ယူကာမိသည့်ထဲမှာတက်ဆင်လိုက်တယ်သူသည်လှုပ်ဝက်ဆန်းကျဲသောအပြာရောင်အရည်တစ်ခုကိုဖီလာမင့်ပေါ်သို့ယိုစိမ့်စေပြီးမိသည့်၏အဆင့်မြင့်တင်ထားသောဘာရှင်းကိုဖန်တီးခဲ့သည်မကြခင်မှာပဲမိသည့်ရဲ့မီးရောင်ဟာမူလအဝါရောင်ကနေထူးဆန်းတဲ့အပြာရောင်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ထိုသူကစက်ကိုပိတ်ရန်လုံနေချိန်တွင်လက်တစ်ဖက်ကသူ့ပေါ်တွင်ရုတ်တရက်ပေါ်လာပြီးသူ့ကိုလန့်သွားစေခဲ့သည်ထူးဆန်းတဲ့လက်ကအလင်းရောင်ကိုရောက်အောင်စူးစမ်းနေပေမဲ့မှောက်မိုက်ထဲကိုမြန်ပြန်ဆုတ်သွားတယ်သူ့ theory ကိုစမ်းသပ်ဖို့အတွက်အဲ့ဒီလူကအလင်းကိုရှေ့ကိုတွန်းပို့လိုက်တယ်အလင်းရောင်နီးကပ်လာသည်နှင့်အမျှတထုတွင်လှုပ်သားတဦး၏ပုံရိပ်သည်ထောင်တွင်ဖြည်းဖြည်းချင်းပေါ်လာသည်သူကတထုတွင်လှုပ်သားကိုအံ့အားသင့်စွာစိုက်ကြည့်လိုက်တော့တထုတွင်လှုပ်သားကလည်းအံ့ဩတကြီးနဲ့သူ့ကိုပြန်စိုက်ကြည့်လိုက်တယ်ပိုကောင်းအောင်ကြည့်ဖို့အတွက်ထိုသူကမီးကိုရှေ့ကိုပိုတွန်းလိုက်ပေမဲ့ကျိုးကအရန်တူပြီးပြတ်သွားတယ်မီးငိမ့်သွားသည်နှင့်အခန်းတွင်းရှိမီးများရုတ်တရက်လင်းလာပြီးပြေးလွှားနေသောခြေတံကိုကြားနိုင်သည်ဒီလူကရုတ်တရက်မီးတီးသည့်တေလွန်သူများကိုဆင့်ခေါ်နိုင်ုံသာမကအခြားတိုင်းမရှင်တစ်ခုနှင့်လည်းချိတ်ဆက်နိုင်ကြောင်းသဘောပေါက်သွားသည်နေရန်ပေါ်ကတပ်ပုံကိုကြည့်တော့အဲ့ဒီလူမှာအကြံအောင်တစ်ခုရလာတယ်သူကပစ္စည်းများကိုရွေးချယ်ရန်ဟာဝဲဆိုင်သို့တွားခဲ့ပြီးတညတာပြုပြင်မူမှန်မှုများပြုလုပ်ပြီးနောက်မိအိမ်ကိုတည်ဆောင်ရလွယ်ကူသောဘာရှင်းအဖြစ်အဆင့်မြင့်တင်ခဲ့သည်ထို့နောက်သူသည်မိအိမ်ကိုယူပြီးစွန့်ပစ်ထားသောရှည်လျားသောအိမ်ရတစ်ခုထဲသို့တယောက်တည်းစွန့်စားဝင်ရောက်သွားခဲ့သည်သူသည်လက်နှိပ်တမီကိုကင်ဆောင်ကာတတိထား၍ရှေ့သို့ရွှေ့ရှားသွားသည်အဆောက်အဦအတွင်းပိုင်းကလုံးဝဖလို့ဖျဲဖြစ်နေပြီကျမ်းပြင်ပေါ်မှာစာအုပ်တအုပ်ဟာသူ့အလိုလိုစာမျက်နှာတွေလှမ်းနေတယ်သူကလက်နှိပ်တမီကိုဖြည်းဖြည်းချင်းမြောက်လိုက်တော့ရုပ်သေးရုပ်တရုပ်ရဲ့အရေးကိုမြင်လိုက်ရတယ်ထို့နောက်သူသည်အထူးပြုပြင်ထားသောမိသီးကိုဖွင့်လိုက်ရာရုပ်သေးရုပ်တရုပ်သည်လေထဲတွင်ပေါ်လာသည်ဒီလူကရုပ်သေးရုပ်ကိုစူးစိုက်ကြည့်နေပြီးရုပ်သေးရုပ်ကလည်းခေါင်းလဲကပြန်ကြည့်သည်ထိုလူကနှုတ်ဆက်ရန်လက်ကိုမြောက်လိုက်သောအခါရုပ်သေးရုပ်ထံမှတုံ့ပြန်မှုကိုရရှိခဲ့သည်ရုပ်သေးရုပ်ကအန္တရာယ်မပြုကြောင်းမြင်သောအခါထိုလူသည်ဆက်သွားလေသည်သူတခြားအခန်းတစ်ခုထဲကိုဝင်သွားတော့ကျေပြောလာတဲ့လူသူကင်းမဲ့တဲ့ခမ်းမကြီးတစ်ခုထဲရောက်နေတာကိုတွေ့လိုက်ရတယ်